မင်္ဂလာပါခင်ဗျာကဘာပေါ်မှာအင်အားအကြီးဆုံးလို့သတ်မှတ်ခံထားရတဲ့ S400 ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလူတွေသိကြမှာပါဒီစနစ်ကိုအတိလို့စွမ်းအားကြီးစရာဘာလဲဆိုတော့အဲ့ဒါကတော့ radar ပဲဖြစ်ပါတယ် radar ရဲ့သမိုင်းသူဘလို့အလုပ်လုပ်တယ်ဒါအပြင်ဒီ radar ကိုအိမ်မှာဖန်တီးလို့ရမလားဆိုရဲခင်ဗျားတို့ရဲ့မေးခွန်းတွေအပါအဝင်အဖြစ်အားလုံးကိုဒီဗီဒီယိုမှာရှင်းပြပေးသွားမှာပါတကယ်တော့ radar ရဲ့သမိုင်းဟာမောင်မိုက်ပြီးစစ်လုရှားလျာကောင်းပါတယ်1935ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာဟစ်တလာဟာဗြိတိန်ကိုတိုက်ခိုက်ဖို့လျှို့ဝှက်အစည်းအဝေးတစ်ခုမှာစတင်စီစဉ်ခဲ့ပါတယ်။ဒီသတင်းကိုဗြိတိန်ရဲ့သူလျိုတွေကဗြိတိန်ကိုအချိန်မီသတင်းပို့ခဲ့ပေမဲ့ဟစ်တလာရဲ့စစ်တပ်ရှိမှဗြိတိန်ဟာဘာမှမဟုတ်ဘူးလို့ခန်းစားခဲ့ရပါတယ်။အဲ့ဒီခေတ်တုန်းကလီယန်ပြန်တွေကိုမြေပြင်ကနေမှန်မြောင်းနေတဲ့သာလိုက်လံစောင့်ကြည့်ရတဲ့စနစ်သုံးခဲ့တာပါ။မိသွားရင်ကံကောင်းတာပေါ့။မမိရင်တော့ဘုရားသခင်ပဲတည်တော်မှာပါ။ဒီသတင်းရတာနဲ့ဗြိတိန်အစိုးရကမြင်းမြန်းဆန်ဆန်ပဲကျွမ်းကျင်အင်ဂျင်နီယာတွေပါဝင်တဲ့ကော်မတီတရက်ကိုဖွဲ့စည်းလိုက်ပါတယ်အဲ့ဒီမှာ Robert Watson Watt ဆိုသူက radio line တွေကိုသုံးပြီးလေထဲကအရာဝတ္ထုတွေကိုထောက်လှမ်းနိုင်တယ်ဆိုတဲ့စိတ်ကူးကိုပေးခဲ့ပါတယ်နောက်ပိုင်းမှာ radio ထုတ်လွှင့်မှုစင်တာ BBC ရဲ့မြော့တဲ့နှစ်ခြားကြားမှာလေယာဉ်သင်းကိုပြန်တန်းစေပြီး monitor ပေါ်မှာလိုက်လံထောက်လှမ်းကြည့်တဲ့အခါအန်အောပွဲဖြစ်အခုထစ်လာပါတယ် monitor ပေါ်မှာလေယာဉ်ရဲ့အကြီးကိုတွေးရှိခဲ့ရပါတယ်အစပိုင်းမှာထောက်လန်းနိုင်တဲ့အကွာဝေးဟာ10မိုင်သာရှိခဲ့ပေမဲ့နောက်ပိုင်းမှာမိုင်60အထိတိုးမြင့်နိုင်ခဲ့ပါတယ်ဗြိတိန်အစိုးရဟာဗြိတိန်တနိုင်ငံလုံးကိုဒီလိုမျှော့တင်နေတဲ့ဖုံအုပ်ကြီး chain home system လို့နာမည်ပေးခဲ့ပါတယ်ဒါဟာကမ္ဘာပထမဆုံးသောကာကွယ်ရေးရေဒါစနစ်ပဲဖြစ်ပါတယ်ဒီစနစ်ကြောင့်ဒုတိယကမ္ဘာစစ်အတွင်းဗြိတိန်ရဲ့လင်းအစီး600ဟာဂျာမနီရဲ့အစီး2000ကိုချေမှုန်းနိုင်ခဲ့ပါတယ်တကယ်လို့ဟစ်တလာသာနောက်ထပ်1ရက်2ရက်လောက်တိုက်ခိုက်မှုထပ်လုပ်ခဲ့ရင်ဗြိတိန်ဟာအင်အားကြီးနေပြီးပထမဆုံးအကြိမ်ကျူးကျော်ခန်းတော်မှာဖြစ်ပါတယ်ဗြိတိန်မှာလည်းကိုဝိုင်လီယန်တွေဟာလက်တွေ့အားချင်းကုန်လူနီးဖြစ်နေပါပြီတကယ်တော့ဓမိုက်တစ်ဖြစ်လဲအဲ့ဒီနောက်မှာဗြိတိန်ဟာဒီနီးပညာကိုအမေရိကန်ကိုသတင်းပေးခဲ့တာပါအမေရိကန်မှာရှိတဲ့ MIT ရဲ့ထိပ်ပံပညာရှင်နဲ့အင်ဂျင်နီယာတွေကဒီနီးပညာကိုဆက်လက်တိုးတက်အောင်လှုပ်ဆောင်ခဲ့ကြပါတယ်စိတ်ဝင်စားစရာကောင်းတာက radar ရဲ့မူရင်းနာမည်ဟာ Palimobilus လို့ခေါ်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာ radio detection and ranging ရဲ့အတူကောက်ဖြစ်တဲ့ radar လို့နာမည်ပြောင်းလိုက်တာပဲဖြစ်ပါတယ် radar ရဲ့သမိုင်းကြောင်းကတော့ဒီလောက်ပါပဲကဲ radar ဘလို့အလုပ်လုပ်တယ်လဲဆိုတာစက်ကြည့်အောင်ညာတောင်ပေါ်မှာမတ်တက်ရက်ပြီး online ရင်ခင်ဗျရဲ့အတန်ဟာပြန်ဟတ်လာတာကိုကြားရမှာပါအတန်ပြန်ဟတ်လာတဲ့အရာဝတ္ထုနဲ့ခင်ဗျနီးလေလေအတန်ပြန်လာတာမြန်လေလေဖြစ်ပြီးဝေးလေလေကြလေလေဖြစ်ပါတယ်ဒီသဘောတရားကပဲ radar ရဲ့အလုပ်လုပ်ပုံကိုရိုးရှင်းစေပါတယ်အခုအတန်လိုင်းအစား radio line ကိုသုံးဖို့ပဲလိုပါတော့တယ် radio line ကိုလွတ်လိုက်မယ်အရာဝတ္ထုနဲ့တိုက်ပြီးပြန်လာမယ်ဒီနည်းနဲ့ပဲသူများရဲ့ပိုင်နယ်သေးကိုခိုးဝက်အင်ဝင်လာတဲ့လေယာဉ်တွေကိုဖော်ထုတ်နိုင်ပါတယ်ဒါကိုပဲ pulse radar သို့မဟုတ် tracking radar လို့လည်းခေါ်ပါတယ်ကဲ PPI အကြောင်းဆက်ပြောကြရအောင်ဗျာဒီ PPI ဟာ radar စခန်းနဲ့အရာဝတ္ထုတွေလေထဲမှာလွင့်နေတာကိုဖမ်းယူတဲ့ monitor ကိုခေါ်တာပဲဖြစ်ပါတယ်ဒီနေရာမှာ IFF နည်းပညာကိုသုံးပါတယ် radar ကမေးခွန်းထုတ်တဲ့ signal ကိုပို့လိုက်တယ်မဟာမိတ်လီယန်ကမှန်ကန်တဲ့သုံးပြန် signal ပြန်မပို့ပင်ရင်သို့မဟုတ်လုံးဝမပို့ရင်အဲ့ဒီလီယန်ကိုရန်တူလို့သတ်မှတ်ပြီးတိုက်ခိုက်မှုကိုစတင်အမိန့်ပေးတော့ပါတယ်စဉ်းစားကြည့်ပါဦးဗျာခင်ဗျားဟာတိုက်လီယန်ကစင်မောင်းနေပြီးမြေပြင်စခန်းမှာဘာမှအကူအညီမပေးနိုင်တဲ့နေရာမှာရောက်နေပြီဆိုရင်ဘယ်လိုလုပ်မလဲဒီလိုအခြေအနေအတွက်လီယန်ရဲ့ဥကောင်းမိုင်းမှာတင်းစင်းတဲ့ရေဒါတစ်ခုကိုတက်ဆင်ထားပါတယ်ဒါမှခင်ဗျားလွှင့်မှုကြီးဟာရေဒါအချက်အလက်တွေပေါ်မူတည်ပြီးကိုယ့်ဘာသာဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်ကဲမြေပြင်စခန်းရေဒါစနစ်စီပြန်သွားကြရအောင်လီယန်ဟာတနေရာမှာရက်တဲ့နေတာမဟုတ်ပါဘူးဒါဆိုသူတို့ရဲ့တိကျတဲ့တနေရာကိုဘယ်လိုသိနိုင်မလဲဒီပြဿနာကိုဖြေရှင်းဖို့ Doppler radar ကိုသုံးရပါမယ်ဒီ radar စနစ်မှာ antenna နှစ်ခုသုံးပါတယ်တစ်ခုက radio line လွှတ်မယ်နောက်တစ်ခုကလက်ခံမယ်ဒီစနစ်ကဘာအကျိုးရှိတယ်လဲဆိုတော့ radio line လွှတ်တဲ့ antenna ကအများအားအလုပ်လုပ်နေပေမဲ့လက်ခံရရှိတဲ့ line ကတော့အများအားကွာခြားနေပါလိမ့်မယ်ဘာကြောင့်လဲဘာလို့လဲဆိုတော့ရန်တူလင်ကကျွန်တော်တို့စီလာနေတဲ့ဆိုရင်တိုက်ခတ်ပြီးပြန်လာတဲ့ radio line ဟာပုံမြန်ပြီးရောက်လာပါလိမ့်မယ်ဒါပေမဲ့သူတို့ထွက်ပြေးနေတယ်ဆိုရင်တော့ပြန်လာတဲ့ line ကပိုပြီးအချိန်ကြာပါလိမ့်မယ်ဒါဟာစတင်လူပီပေတာမှာသင်ရတဲ့ Doppler effect Doppler အတိမန်ပဲဖြစ်သွားတယ်ဒီသဘောတရားကိုအခြေခံပြီးလေယာဉ်ရဲ့အရှိန်နဲ့တီလာနေရာကိုတိကျခန့်မှန်းနိုင်မယ်နောက်ပြီးမှတိုက်ခိုက်ဖို့အစီအစဉ်တွေစတင်တော့မှာပါကဲလေယာဉ်ပေါ်မှာ radar စီပြန်သွားကြရအောင်တကယ်တော့ညနေ mission တစ်ခုထွားရပြီးရန်သူကလေယာဉ်ကိုမြည်ပြင်းနဲ့နီးနီးကက်ကက်ပြန်တန်းနေတယ်ဆိုပါစို့ဒီခါလေယာဉ်ရဲ့ဥကောင်းမှာ radar ကတောင်တစ်ဖင်အဆောက်အဦတွေကနေတိုက်ခတ်ပြီးပြန်လာတဲ့ radio line တွေကိုလည်းရန်သူလို့တင်ပြီး monitor ပေါ်မှာပြသလိမ့်မယ်ဒီအခြေအနေမှာခင်ဗျားဘာလို့မလဲ
အကေယူခင်ဗျားကမတိုက်ခိုက်ရသူတို့ကခင်ဗျားကိုတိုက်ခိုက်မှသိရပါတယ်ဒီအချိန်မှာခင်ဗျားကိုကယ်တင်ဖို့ Doppler effect ကပဲထပ်ပြီးရောက်လာပါလိမ့်မယ်ဆိုလိုတာကခင်ဗျားရဲ့လေယာဉ်ပေါ်မှာတက်ဆင်ထားတဲ့ filter စနစ်ကရွေ့ရှားနေတဲ့အရာဝတ္ထုတွေကိုသာ monitor ပေါ်မှာပြသမှာပဲဖြစ်ပါတယ်ဒါဟာတကယ် engineer ပညာပါပဲအခြေခံ reader စနစ်တစ်ခုမှာအဓိကအစိပ်ပိုင်းတွေပါဝင်ပါတယ် timer အချိန်တိုင်းဆက် transmitter ထုတ်လွှင့်ဆက် receiver လက်ခံဆက် indicator ပြသဆက်နောက်ဆုံးမှာက power supply လက်ရှိပေးဆက်တွေပဲဖြစ်ပါတယ်ကဲစဉ်းစားကြည့်ပါဦးညာ reader antenna တွေဘာလို့ပုံစံမျိုးစုံရှိနေရတာလဲတချို့ကဘောလုံးပုံဒွန်တချို့က parabolic poletan နဲ့တချို့ကရိုးရိုးတိုက်ချောင်းပုံမျိုးတွေရှိပါတယ် ဥပမာအနေနဲ့ရှင်းပြရရင်ဓာတ်ဆီအင်ဂျင်တစ်ခုကိုကြည့်ပါအင်ဂျင်ငယ်ငယ်ပဲဖြစ်ဖြစ်ကြီးကြီးပဲဖြစ်ဖြစ်သူတို့ရဲ့အလုပ်လုပ်ပုံ working principle ကတော့အတူတူပါပဲသူ့ရဲ့အရွယ်အစားနဲ့ပုံသဏ္ဍာန်ကိုတော့ကျွန်တော်တို့ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးဆုံးဖြတ်ရတာပါဒီလိုမဲ့ radar ရဲ့အလုပ်လုပ်ပုံကလည်းအတူတူပါပဲဒါပေမဲ့၎င်းရဲ့ပုံသဏ္ဍာန်နဲ့အရွယ်အစားကိုတော့ကျွန်တော်တို့ရဲ့လိုအပ်ချက်အရပုံဖော်ပေးရပါတယ် parabolic antenna ဟာအလွန်ဝေးကွာတဲ့အကွာအဝေးကိုတိကျစွာထောက်လှမ်းနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ပုံသဏ္ဍာန်ကြောင့် radio line တွေကိုအမှတ်တစ်ခုထဲမှာစုစည်းပြီးဝေးဝေးကိုထုတ်လွှင့်နိုင်လို့ပဲဖြစ်ပါတယ်။အလားတူပဲပြားချက်တဲ့ပုံသဏ္ဍာန်ရှိတဲ့ antenna တွေမှာလည်းတင်းငယ်တဲ့ radar antenna အများပြားတပ်ဆင်ထားပါတယ်။ဒါတွေက radio စွမ်းအင်အများကြီးထူလွှင့်ပြီးပြန်တန်းနေတဲ့အရာဝတ္ထုတွေကိုထောက်လှမ်းပါတယ်။စဉ်းစားကြည့်ပါဦး radar ဟာ radio line နဲ့ပြန်တိုက်ခတ်လာမှအရာဝတ္ထုကိုတိတာဆိုရင်အကယ်၍ radio line တွေတိုက်ခတ်ပြီးမဲ့ပြန်မလာနိုင်ဘူးဆိုရင်ဘယ်လိုဖြစ်မလဲဒါမျိုးဖြစ်နိုင်ပါတယ်ဒါကိုပဲလေယာဉ်ကို radar ကနေပျောက်ကွယ်သွားအောင်လုပ်နိုင်တဲ့ပုံးကွယ်နည်းပညာ stealth technology လို့ခေါ်ပါတယ်ဒီနည်းပညာကလေယာဉ်ပုံသဏ္ဍာန်ပေါ်မူတည်သလားဒါမှမဟုတ်ဘယ်လိုပစ္စည်းမျိုးသုံးလဲပထမဆုံးပုံသဏ္ဍာန်အကြောင်းပြောရအောင်လေယာဉ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုထောင်းကြိုးများနဲ့ဒီဇိုင်းထုတ်ထားပါတယ်။ဒါမှ radio line တွေဟာပြန်မလာပဲအခြားဘက်ကိုလမ်းကြောင်းလွဲသွားစေနိုင်ပါတယ်။ဒီလိုဖြစ်ရင်လေယာဉ်ဟာ radar ကနေပျောက်ကွယ်သွားပါပြီ။နောက်တစ်ခုကတော့ radio line စုပ်ယူနိုင်တဲ့ပစ္စည်း RAM အကြောင်းပါ။ဒီပစ္စည်းတွေဟာ radio line ကိုစုပ်ယူနိုင်စွမ်းရှိပါတယ်။ဒါဟာ iron ball peng လို့ခေါ်တဲ့အယောင်တင်စီတစ်မျိုးဖြစ်နိုင်ပါတယ်။ဒီဆေးထဲမှာတင်းငယ်တဲ့တန်ဘောလုံးလေးတွေပါဝင်ပါတယ်။အဲ့ဒီတန်ဘောလုံးလေးတွေဟာမြင်နှုံးနဲ့တောင်မြင်နိုင်မှာမဟုတ်ပါဘူး။ဒီဆေးနဲ့ဆေးထားတဲ့လေယာဉ်ဘောကို line တွေတိုက်ခတ်တဲ့အခါအပူဖြစ်ပြောင်းလဲပြီးစုပ်ယူပျက်စီးသွားပါလိမ့်မယ်။ဒီတော့ခင်ဗျားရဲ့လေယာဉ်ဟာ radar ကနေပျောက်ကွယ်သွားတာပေါ့။ဒီနည်းပညာတွေအပြင်တခြားနည်းပညာရှိသေးလား။လက်ရှိမှာမရှိပေမဲ့အနာဂတ်နည်းပညာတစ်ခုကတော့အကောင့်ထဲပေါ်နေသေးပါအဲ့ဒါကတော့ plasma ခေါ်တဲ့စတုထအခြေအနေပဲဖြစ်ပါတယ် plasma ဟာ radio line တွေကိုလုံးဝစုပ်ယူနိုင်စွမ်းရှိပါတယ်လေယာဉ်ရဲ့ကိုယ်ထဲမှာ electrode တွေတက်ပြီး switch ဖွင့်လိုက်တာနဲ့လေယာဉ်ပတ်ဝန်းကျင်ကလေထုဟာ charge ထည့်ပြီး plasma တိမ်တောက်ဖြစ်သွားပါလိမ့်မယ်ဒီအခါမှာဘယ် radio line ကမှလေယာဉ်ကိုဖမ်းပြီးတော့မှမဟုတ်တော့ပါဘူးဒီနည်းပညာရဲ့အားသာချက်ကပါလေအရင်နည်းပညာတွေကလည်းဖုံးကွယ်နိုင်တာပဲမဟုတ်လားradar တွေကအရန်လီမှာပါနပ်ပါတယ်သူတို့ဟာ line လုံးကိုအချိန်မရွေးပြောင်းလဲပြီးရှာဖွေနိုင်ပါတယ်ဒါပေမဲ့ plasma သုံးလေရင်ကတော့ဘယ်လို line လုံးကိုမှစုပ်ယူနိုင်ပါလဲကဲအကယ်၍ခင်ဗျားကဒီ stealth နည်းပညာမရှိဘူးဆိုရင် radar ကိုဘယ်လိုမျိုးလှင့်စားမလဲဒီအခါမှာ radar jamming ကိုလှုပ်ဆောင်ရပါမယ်ခိရှိတပြေးတိုက်လေရင်တွေဟာဒီလို jamming တွေလှုပ်ဆောင်ရမှာအလွန်ကျွမ်းကျင်ပါတယ်သူအကြောင်းမပြောခင် jamming ဘယ်လိုလုပ်တယ်လဲဆိုတာကိုအရင်နားလည်ရအောင်ပထမဆုံး chef လို့ခေါ်တဲ့ radar မျိုးအကြောင်းပြောရအောင်ဒါကဖန်တင်းပေါ်မှာအလူမီနီယမ်ဘားလွှားလေးတွေကတ်ထားတဲ့တင်းငယ်တဲ့အမှုရေသားပြောင်းများစွာဖြစ်ပြီးတေတားငယ်တစ်ခုတည်းထဲတာလေရင်ကနေပစ်လွတ်လိုက်ပါတယ်သူတို့ရဲ့အရွယ်စားတာစင်တီမီတာ1စင်တီမီတာထက်တောင်သေးငယ်ပါတယ်ဒီအမှုလေးတွေဟာ radio line တွေကိုရှုပ်ထွေးအောင်လှုပ်လိုက်တဲ့အခါ radar ရဲ့ monitor မှာအမှတ်ပေါင်းများစွာပေါ်လာပြီးတကယ်လေရင်ကဘယ်မှာရှိနေသလဲဆိုတာကို radar စခန်းကလူတွေကောင်းစားသွားပါတော့တယ်ဒီအချိန်တွင်လေရင်ကအဝေးကိုလွတ်သွားပါပြီဒီမှာတစ်ချက်မှတ်ထားရမှာက jamming လုပ်ယုံတဲ့ radar ကနေလုံးဝပျောက်ကွယ်သွားတာမဟုတ်ပါဘူးကိုဘယ်မှာရှိလဲဆိုတာကိုရန်သူကိုမသိစေဖို့ပဲဖြစ်ပါတယ်ရန်သူကခမားရှိမှတီးပေမဲ့တီးကြတဲ့တီနေရာကိုမသိစေဖို့ပါchef ကိုများသောအားဖြင့် anti radar ဒုံး PC နဲ့တိုက်ခိုက်ခံရခြင်းမှာသုံးပါတယ်။ဘာကြောင့်လဲဆိုတော့ radar က pit ကိုရှာမတွေ့ရင်ဒုံး PC နဲ့လည်းအလုံးမလုံးနိုင်တော့လို့ပါပဲ။ဒီနည်းပညာကတကယ်အန်အောစရာပါ။ကဲ
chap အကုန်ကိုလောပြီဆိုရင်ဘယ်လိုလုပ်မလဲစိတ်မပူပါနဲ့ဒါအတွက်လည်းဖြည့်ရှင်းနည်းရှိပါတယ်တိုက်လေရင်ဒီစင်းဟာကိုယ့်ရဲ့ကိုယ်ပိုင်ရေဒီယိုလိုင်းတွေကိုလွှင့်ပြီးရေဒါကိုလှည့်စားနိုင်ပါတယ်အရင်ဆုံးရေဒါကရေဒီယိုလိုင်းပို့ပြီးလေရင်ကိုရှာပါလိမ့်မယ်လေရင်ကလည်းသူညီတဲ့လိုင်းနှုန်းနဲ့ရေဒီယိုလိုင်းတွေကိုပြန်လွှင့်ပြီးသူ့ကိုယ်တိုင်ကိုနေတာမျိုးစုံမှာရှိနေတဲ့အောင်ဟန်ဆောင်လိုက်ပါလိမ့်မယ်အဲ့ဒီလိုအချိန်ချင်းလုပ်တဲ့အခါရေဒါရဲ့ monitor မှာအခုလိုရှုပ်ထွေးနေတဲ့ပုံပေါ်လာပါလိမ့်မယ်ခစ်ရှေ့ပြီးတိုက်လျင်တွေမှာဒီအလုပ်အားလုံးကိုချောမွေစွာလုပ်နိုင်တဲ့စနစ်တွေပါတယ်ဒါအပြင်သူတို့မှာဒီ coin အယောင်ပြော့ကရိယာတွေပါရှိပါတယ်ဥပမာရန်သူပိုင်တင်ထဲမှာရောက်နေတဲ့အချိန်ခမန်းကိုဒုံးပစ္စည်းနဲ့တိုက်ခိုက်ခံရပြီဆိုရင်ဒီ coin ကိုတုံးပြီးလာနေတဲ့ဒုံးပစ္စည်းကိုလမ်းကြောင်းလွဲသွားအောင်လှုပ်ဆောင်နိုင်ပါတယ်အသက်ကိုလက်ဖလာထဲမှာထည့်ပြီးလေထဲမှာပြန်တန်းနေတဲ့စစ်သားတွေကိုကျွန်တော်အယံဂုံယူချီကျူးပါတယ်တကယ်ခမန်းတို့ရဲ့ an all ဆရာမေကွန်းတွေစီတွားလိုက်ရအောင်ရေဒါကရေအောက်မှာဘာကြောင့်အလုပ်မလုပ်တယ်လဲဘာကြောင့်လဲဆိုတော့ရေကရေဒီယိုလိုင်းတွေကိုစုပ်ယူလိုက်လို့ပါရေဒါရဲ့တန်ဖိုးကဘယ်လောက်လဲဒီအချက်လက်ကိုဘေသူကမှလူသိရှင်ကြထုတ်ဖော်ပြောစင်မှာမဟုတ်ပါဘူးစစ်မစ်ရေဒါရောင်းချဝယ်ယူဆိုတာအစိုးရနှစ်ချက်ပင်ချလွှတ်ချော်ကိစ္စဖြစ်ပါတယ်ဒါပေမဲ့2025ခုနှစ်မှာကမ္ဘာလုံးရေဒါဈေးကွက်ကဒေါ်လာ14ဘီလီယံအောင်ရှိမယ်လို့ခန့်မှန်းထားပါတယ်ရေဒါမှာရေဒီယိုလိုင်းကိုဘာကြောင့်သုံးတယ်လဲအဓိကအကြောင်းရင်းကကုန်ကျစရိတ်ပါစွမ်းအိမ်မြင့်တဲ့ရေဒီယိုလိုင်းတွေကိုကုန်ကျစရိတ်တက်တာစွာနဲ့ထုတ်လွှင့်နိုင်လို့ပါတဘာဝတတဝါတွေကဒေါပလာရေဒါကိုသုံးသလားမသုံးပါဘူးလင်းသားတွေကဆိုနာနီးပညာကိုသုံးတာပါဆိုနာမှာရေဒီယိုလိုင်းအစားအတန်လိုင်းကိုသုံးပါတယ်ရေကရေဒီယိုလိုင်းကိုစုပ်ယူတာကြောင့်ရေအောက်ထောက်လိုင်းရဲ့အတွက်ရေဒါအစားဆိုနာကိုသုံးရတာပဲဖြစ်ပါတယ်ကဲကျွန်တော်အချစ်ဆုံးဆရာခံတိုနီအကြောင်းပြောရအောင်Iron Man ကတင်းငယ်လွန်းလဲမဲ့ရေဒါကသူ့ကိုဘလို့ဖမ်းမိတယ်လဲတိုနီရဲ့ဝတ်စုံက stealth နီးပညာနဲ့ပြုလုပ်ထားတာမဟုတ်တဲ့အတွက်ရေဒါကသူ့ကိုဖမ်းမိခဲ့ပါတယ်ဒါပေမဲ့သူဘယ်သူလဲဆိုတာကိုတော့ရေဒါကမသိနိုင်ပါဘူးရေဒါကတင်းငယ်တဲ့အရာကိုဖမ်းနိုင်စွမ်းရှိပါတယ်အကယ်၍ရေဒီယိုလိုင်းနဲ့တိုက်ခိုက်ပြီးပြန်လာရင်ရေဒါကထောက်လန်းနိုင်ပါတယ်ရေဒါနဲ့တွဲသုံးတဲ့ခြားနီးပညာတွေကိုကြည့်ရအောင် over the horizon radar ဆိုတာရှိပါတယ်ကျွန်တော်တို့ရဲ့ကဘာကြီးကလုံးဝနေတာကြောင့်ဝေးကွာတဲ့နေရာကရန်သူရဲ့လွတ်ကရေးကိုပုံမှန်ရေဒါကမဖမ်းနိုင်ဘူးဒါကြောင့် ODH ရေဒါကလိုင်းတွေကိုအကာတာအလွဲနာတိုက်ခိုက်ပြီးပြန်လာပြီးအလွန်ဝေးကွာတဲ့နေရာမှာအရာဝတ္ထုတွေကိုထောက်လန်းတာပဲဖြစ်ပါတယ် S band, X band နဲ့ Q band ဆိုတာဘာတွေလဲဆိုတာသိထားရအောင် band ဆိုတာ radio line ရဲ့ line နှုန်းအပိုက်အကြိုက်ကိုခေါ်ပါတယ်ရေပေါ်မှာပေါ်လို့ပေါ်နေတဲ့ radar ကိုခင်ဗျားမြင်ဘူးလားဗျမကြခင်မှာသီရိလန်ကာဟမ်မန်တိုရာစိတ်ခန့်ကိုရောက်လာတဲ့တရုတ်သင်္ဘောမှာ X band radar တွေတက်ဆင်ထားတာကိုတွေ့ရပါမယ်ဒီ radar တွေကိုသင်အညုံလုံကန်နဲ့ထောက်လန်းရေးအတွက်အဓိကသုံးပါတယ် S band radar ကိုလေကြောင်းထိန်းချုပ်ရေး air traffic control အတွက်ဒါမှမဟုတ်ကုန်တင်သင်္ဘောတွေမှာလမ်းကြောင်းတိကျစွာသိဖို့သုံးပါတယ် Q band radar ကိုစစ်တပ်ကသုံးပါတယ်ရွေရှားနေတဲ့ရန်တွေပေါ်မှာတက်ပြီးမိနစ်30အတွင်းမှာအသုံးပြုနိုင်ပါတယ်ဒီရေဒါဟာ360 degree လဲပတ်ပြီးပြန်တန်းလာတဲ့ဒုံးပစ္စည်းတွေနဲ့အမြောက်ဆန်တွေကိုထောက်လန်းပါတယ်။အနှိမ်ပြားတန်းနေတဲ့အရာဝတ္ထုတွေကိုရေဒါကဘာကြောင့်မဖမ်းနိုင်သလဲ။အကြောင်းရင်းကလိုင်းငွေထပ်နေတာကြောင့်ပါ။ရေဒါကရေဒီယိုလိုင်းနဲ့အရာဝတ္ထုတွေကိုရှာဖွေတာဖြစ်ပေမဲ့ပြန်လာတဲ့လိုင်းတွေအရန်များပြားနေတဲ့အခါလိုင်းတွေကတစ်ခုနဲ့တစ်ခုထပ်လာပြီးရေဒါရဲ့စွမ်းဆောင်ရည်ကိုကြာဆင်းစေပါတယ်။ရေဒါတစ်ခုကပါဝါဘယ်လောက်သုံးစွဲသလဲ။ဒါကရေဒါရဲ့အရွယ်အစားပုံသဏ္ဍာန်နဲ့ထုတ်လန်းနိုင်တဲ့အကွာအဝေးပေါ်မူတည်ပါတယ်။ပုံမှန်စစ်မစ်ရေဒါတစ်ခုဟာ1 megawatt ထိပါဝါသုံးနိုင်ပါတယ်။အရာဝတ္ထုသေးသေးလေးတွေရေဒါပေါ်မှာဘာကြောင့်မပေါ်တာလဲ။နောက်ခံစူရန်တန်းတွေကြောင့်ပါ။တူညီတဲ့အရွယ်အစားရှိတဲ့အရာတွေအများကြီးပြန်တန်းနေတဲ့အခါပြစ်မှတ်ကိုရှာဖွေဖို့ခက်ခဲစေပါတယ်။ကမ္ဘာအကောင်းဆုံး stealth လေယာဉ်ဘယ်သူရှိတယ်လဲ။ American မှာရှိပါတယ်။နာမည်က F-57 ပါ။ Lockheed Martin ကထုတ်လုပ်ပါတယ်။ကနရက်ရေဒါကိုအိမ်မှာဖန်တီးလို့ရမလား။အိုမိတ်ဆွေရေတကယ်တော့ဖန်တီးလို့ရပါတယ်။ဒါပေမဲ့ဒီဗီဒီယိုကအခုဆိုရင်တော်တော်ရှင်းနေပြီ။ဒါကြောင့်နောက်ထပ်ဗီဒီယိုတစ်ခုမှာဘယ်လိုဖန်တီးရမလဲဆိုတာကိုရှင်းပြပေးပါမယ်။နောက်ဗီဒီယိုမှာတွေ့မယ်။